MNA ခရီးတဲ့တင်လီရင်တိုက်ခိုက်ခံရတာကိုထိရောက်ပြင်းထန်တဲ့တုံ့ပြန်မှုတွေလုပ်သွားမယ်လို့စစ်တပ်ကထုတ်ပြောပြီးမှပဲကချင်ပြည်နယ်ထဲမှာနေရက်အတွင်းလေကြောင်းတိုက်ခိုက်မှု10ကြိမ်ထောင်မနဲ့ထွက်ပေါ်လာတာဖြစ်ပါတယ်။ဗိုလ်မှူးကြီးနော်ဘူကတော့ဒီတိုက်ခိုက်မှုတွေဟာသူတို့ပြောစကားအရာလှုပ်ဆောင်တာဖြစ်နိုင်ပါတယ်လို့ဆိုပါတယ်။ KIA ဖို့စစ်တပ်ရဲ့ဆွဆွဲချက်နဲ့ပတ်သက်လို့တော့ကျွန်တော်တို့ကိုအဲ့လိုမျိုးအဖြစ်တင်တာကတော့လက်မခံဘူး။စစ်တပ်ကိုမကြိုက်တဲ့သူတွေအများကြီးရှိတာကြောင့်ဘယ်သူမှဆိုလုံနိုင်တယ်လို့ပြောပါတယ်။ဒီကာလအတွင်းကချင်ပြည်နယ်ထဲမှာလေကြောင်းအထူးတတိထိကြဖို့ KIA ကတတိပေးထားပါတယ်။အထူးတစ်ဖြစ်စိတ်ပူတာကအခုကကလေးတွေစားမွေးပွဲစစ်တဲ့အချင်းတွေဖြစ်နေတယ်။အဲ့ဒါကြောင့်စားမွေးပွဲဖြေတဲ့ကလေးတွေကိုစိတ်ဖြောင်းဖြောင်းစားမွေးပွဲဖြေစေချင်တာပေါ့။အဲ့တော့ပစ်မလားဆိုပြီးတော့မှမိဘတွေကလည်းစိတ်တပူပူကလေးတွေကလည်းစိတ်တပူပူနဲ့စားမွေးပွဲဖြေရတာလဲတော်တော်အဆင်ပြေဘူးလို့လိုင်းစာမျိုးခံဒေါ်ခွန်ဂျာကပြောပါတယ်။လေကြောင်းထူးခြားဖြစ်စဉ်စောင့်ကြည့်တဲ့တင်မှာတော့ထပ်ပေါ်လာတဲ့ထပ်ပုံနဲ့ရုပ်သံတွေကလေယောင်ဟာ RPG ထိဖူတာ drone နဲ့စင်တမနီထိမှန်ခဲ့တာလို့ရေးထားပါတယ်။ FPV အသေးဟန် drone တွေအသုံးပြုခဲ့တယ်လို့ဆိုတဲ့ဒီတိုက်ခိုက်မှုကို KIA နဲ့ PDF ပူးပေါင်းတိုက်တယ်လို့စစ်တပ်ကဆွဆွဲထားပြီးမြဲ KIA ကတော့ဒီလိုအယက်သားနေရာကိုတိုက်ခိုက်တဲ့မူဝါဒမရှိဘူးလို့ဆိုပါတယ်။ FPV အသေးဟန် drone ဆိုတာကကျိန်နှုံးနဲ့မောင်းနေတာမဟုတ်ဘဲ fiber ကျိုးမြင်လေးနဲ့တွေ့တန်းပြီးမောင်းနေရတာလို့ CDM အရာရှိတွေကပြောပါတယ်။ CDM ဘူကြီးဇင်းရောကတော့အခုတခါကတော့လေးစိတ်ကိုတိုက်တာတေးချတယ်လို့သုံးသပ်ပါတယ်။သူ့ရဲ့ပြောပြချက်အရ2025နိုဝင်ဘာလတုန်းကစစ်တပ်ကလက်နက်တွေကိုရန်ကုန်ကနေမြကြီးနားကိုလေကြောင်းနဲ့တဲယူဖို့အတီးပြုတဲ့ရှူခွက်စာကိုတက်တွင်းဖရဲတီးကနေတဆင့်သူရရှိခဲ့ဖူးတယ်လို့လည်းဆိုပါတယ်။ Tactical Raptor အဖွဲ့ကတော့ပျက်စီးသွားတဲ့ MIA လေယာဉ်ဟာပြန်လည်ပြုပြင်ပြန်ထမ်းလို့မရနိုင်တော့တဲ့အဆင့်ဖြစ်တယ်လို့သူတို့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။စစ်တပ်အပြောအရတိုက်ခိုက်မှုမှာအသုံးပြုခဲ့တဲ့ဆိုတဲ့ FPV drone ဟာအမျိုးအစားအလိုက်အမေရိကန်ဒေါ်လာ300ကနေ1500အထိဈေးကွာချပါတယ်။ဖေဖော်ဝါရီလ20ရက်ဖြစ်ရဲ့နောက်ပိုင်းမှာတော့လိုင်စာကောင်းကင်မှာတိုက်လျင်ပြန်ထမ်းထမ်းတွေပြန်ချနေရလို့မြို့ခံတွေစိုးရိမ်နေကြပါတယ်။ဒါကတော့ကချင်ပြည်နယ်ကနောက်ဆုံးရရှိထားတဲ့သတင်းတွေပဲဖြစ်ပါတယ်